အမကြီးကျွန်တော်တို့ကလေနေ့စဉ်သုံးရတာကိုမကြိုက်ဘူးဒါကြောင့်မလို့တပွဲတော့ပဲသုံးစင်နေဆိုတဲ့အကိုတွေမောင်လေးပေါ့နော်သုံးလို့ရတယ်သူတို့ရဲ့ side effect တွေကိုခံနိုင်ရှိရင်သုံးလို့ရတယ်ပေါ့နော်တချို့ကခေါင်းမူးတာမော်တာနှလုံးခုန်လုံးတွေမြန်တာဒီလိုမျိုးနှလုံးခုန်ရင်တုံပြီးတော့လိုဒီမောတာမျိုးတွေခံနိုင်တယ်ဆိုရင်မသုံးနဲ့တော့မပြောဘူးတခြားပေါ့နော်နောက်ပိုင်းဆိုလို့ရှိရင်အသက်အရွယ်ရလာတာနဲ့မြဒီဆေးမတိုးတာမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်မလို့ပေါ့နော်ကိုကကြိတ်တပွဲတော့မှကြိတ်တယ်ဆိုရင်တပွဲတော့ကိုမသုံးနဲ့လို့တော့မပြောဘူးဒါပေမဲ့အဲ့ဒီဆိုးဆိုးလေးတွေတော့ခဏရှိဖို့တော့လိုပါတယ်ရှင်ခင်ဗျတို့ကတပွဲတော့တပွဲတော့ဆေးကိုထိုးမရောင်းဘူးမရောင်းဘူးဆိုတာတော့မဟုတ်ဘူးဆိုင်မှာလာဝယ်တဲ့အကိုတွေကိုတော့ရောင်းပေးတယ်သူတို့စိတ်ကြိုက်ပေါ့နော်သူတို့အဆင်ပြေတာသူတို့စိတ်ကြိုက်လေးတွေကိုရောင်းပေးတယ်ဒါပေမဲ့ခင်ဗျတို့ကတပွဲတော့ကိုထိုးမရောင်းဘူးဘာလို့လဲဆိုတော့ side effect လည်းများတယ်ရေရှည်မှာဆိုရင်လည်းတပွဲတော့သုံးပြီးတဲ့လူတွေကဒီတပွဲတော့ကိုပဲသုံးရမယ့်အနေအထားရှိရပေါ့နော်စိတ်မတိုးတာမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်မလို့ပေါ့နော်တပွဲတော့သုံးမယ်ဆိုတဲ့အကိုတွေကခင်လေးစီမှာဆိုင်မှာလာဝယ်လို့ရတယ်ဒါပေမဲ့အတင်းထိုးမရောင်းဘူးလို့ပြောချင်တာပေါ့နော်ခင်လေးကတော့ဒီတဘာဝဘေးထွက်ဆိုးချိုးမရှိတဲ့ဒီတိုင်းရင်းစေးဝါလက်မှတ်တွေရရှိပြီးထားတယ်ဒီအညာမောင်ရဲ့ထုတ်ကုန်ကိုပဲအပြုပြီးတော့ရောင်းတယ်ဘာလို့လဲဆိုတော့ခင်လေးစီမှာဝယ်ယူတဲ့အားပေးတဲ့ customer ပေါ့နော်အရောက်တိုင်းစီတိုင်းကတော်တော်များများအဆင်ပြေကြတယ်တစုံစားပြီးတော့တိတာတာမျိုးတွေတဘူးစားပြီးတော့တိတာတာမျိုးတွေတဘူးလိမ့်ပြီးတော့တိတာတာမျိုးတွေဒါကြောင့်မလို့ခင်လေးကတရားကိုပဲအားပြုပြီးတော့ရောင်းတာပေါ့နော်အညာမောင်ရဲ့ဒီယုံကြည်ချက်နဲ့ပေါ့နော်ခင်လေးကိုယ်တိုင်လည်းတကယ်ကိုစားသုံးပြီးမှရောင်းခဲ့တာမို့ဒီအညာမောင်ဆိုတာကိုလုံးဝယုံကြည်ချက်100% ယုံကြည်ချက်နဲ့ရောင်းခဲ့တာပါဘာလို့လဲဆိုတော့ခင်လေးဆိုရင်ဒီပေါ့နော်ယာတီထိန်တာ3လဒီဟော်မုန်းဆေးတွေလည်းတောက်ရတယ်ပေါ့နော်ခင်လေးကအိမ်အောင်တယ်ဆိုတော့ဟော်မုန်းဆေးတားဆေးတောင်းရတာမျိုးတွေထိုးရတာမျိုးဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးယာတီဥရုအေးတဲ့အခါမှာဒီ3လတိတိယာတီထိန်နေခင်လေးဆိုရင်စီစစ်တန်နေစစ်တာပေါ့နော်ဒီစီစစ်တန်နေတိတ်တယ်အဲ့ဟာလည်းမရှိဘူးအထောက်ဆောင်နဲ့တွားရိုက်တယ်တာဦးအိမ်မှာရေအိတ်များတဲမလားဆိုပြီးတော့အဲ့လိုမျိုးတွားရိုက်တယ်ဒါပေမဲ့မဟုတ်ဘူးအဲ့ဒါနဲ့ကလေးဒီအညာမြေဆိုတော့ဒီပဒန်းကိုလက်တွဲခင်ကတငယ်ချင်းစီကနေနှစ်ဘူးယူစားတာနှစ်ဘူးလုံးကုန်တဲ့အချိန်မှာတကယ်ကိုမှယာတီသွေးပြန်ပေါ်လာပြီးတော့ဗောနော်နေရထိုင်ရပေါ့ဖြစ်လာလို့ကိုစတဲ့ယူပြီးရောင်းလိုက်တာပါရှင်